ဈေးမရလို့ရွှဲကတံမြာသည့်စတူဒီသားပေးခဲ့တဲ့ဖက်တီမာတံမြာရီတုံးနေနိုင်ငံကျော်သွားတဲ့မန်လေးမြို့ကချင်းမောင်းတဲ့ဖက်တီမာကတော့အခုချိန်မှာလောကရန်တရားမျိုးစုံနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒါပေမဲ့ဖက်တီမာကတော့စိတ်ထက်မာကြောတယ်လို့ဆိုရမှာပါ။သူမကပြီးခဲ့တဲ့ရက်ပိုင်းကမှသူမရဲ့ဆိုင်လေးကိုစစ်ဆေးမှုတွေခံရပြီးရော်စင်းငွေတွေပေးဆောင်ရတော့မယ့်ချင်းတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ဒါပေမဲ့လုံးဝကမှစိတ်သက်ကြမသွားခဲ့တဲ့ဖက်တီမာကအခုချိန်စတူဒီသားလူကြီးကိုကျွေးမွေးလူတန်းရှင်နဲ့အားလုံးကိုကုသိုလ်ယူနေတာဖြစ်ပါတယ်။ဖက်တီမာအနေနဲ့ကိုဝင်ဆောင်တဲ့ဗိုက်ကြီးတဲ့တရားဖြစ်ပေမဲ့လွယ်ကူကူနဲ့စိတ်သက်ကြသွားတာမျိုးမရှိခဲ့ပါဘူး။စူးစမ်းပြီးတော့လုပ်တွေလုပ်ကန်ကအချက်မောင်းကိုတိတ်ချစားရောင်းချခဲ့ပါတယ်။ဒီလိုစေနာဘာလို့နာကြောင့်တနိုင်ငံလုံးတိုင်းတာနဲ့နမဲကြော်ကြားခဲ့ပြီးရောင်းအားတွေကဒီရေလာတိုးတက်မြင့်မားလာတာဖြစ်ပါတယ်။ဒါပေမဲ့မနာလိုသူတွေရဲ့ကြောက်စရာကောင်းတဲ့စိတ်ဓာတ်တွေကြောင့်တိုက်ကြောင်းမှုတွေကိုရရှိခဲ့တယ်လို့လာရောက်စစ်ဆေးခြင်းကိုလည်းခံခဲ့ရပါတယ်။တမယာကြီးတော်လေးရှောင်းနာကိုတောင်မှမြန်မာငွေချက်သိန်းပေါင်း80ကျော်ရုပ်ပေးရမယ်ဆိုပြီးတော့လည်းပြောနေကြတာပါ။ဒါတွေမကဆိုင်ကိုချိတ်ပေးလိုက်ပြီးအိမ်မှာလည်းဘာတစ်ခုမှရောင်းချခွင့်မရှိဘူးလို့ဆိုပါတယ်။ဒီကမှာတော့ဖက်တီမာကစေးမြောင်းရရင်လေစတူဒီသားလူကြီးကျွေးပြစ်ပေးဆိုပြီးတော့ထုံးစံတိုင်းတမယာတီလုံးပေါင်းများစွာကိုအားရပါရနေဖက်တုံနေပြီးတရုတ်ကလုံးကိုပေးဝေပြီးတော့ကျွေးမွေးခဲ့တာပဲဖြစ်ပါတယ်။အရင်ကြီးချမ်းသာနေလို့တော့မဟုတ်ပဲနေသူမကိုဆင်ပြေချိန်မှာဝယ်ယူအားပေးခဲ့တဲ့သူတွေကိုကျေးဇူးတုတ်ပြန်တဲ့အနေနဲ့အခုလိုမျိုးကျွေးမွေးခဲ့တာပါ။ဒီကိကမှစိတ်ရင်းစေနာပြေးဝပြီးတော့စိတ်တက်မြင့်မြတ်လာတဲ့ဈေးသည်မာလီဖက်တီမာပဲဖြစ်ပါတယ်။ဆိုင်ကိုချိတ်ပေးပြီးတော့အယောင်းတွေရှင်းထားပေမဲ့စိတ်တက်ကြမသွားပဲအခုလိုစတူဒီသားလူကြီးကျွေးမွေးနေတဲ့ဖက်တီမာပေါ်မှာအမြင်လေးတွေကိုလည်းပြောခဲ့ပေးပါအောင်ရှင်။